မြန်မာအသင်းနဲ့ပြကြုံတစ်ဖြစ်လာတဲ့ဂျွန်အန်ဒါဆန်ဟာမြန်မာလက်ရေးစင်အသင်းအတွက်မျှော်လင့်ချက်လင်းအောင်တစ်ခုဖြစ်လာနိုင်မလားဒီအကြောင်းကိုမပြောခင်ဂျွန်အန်ဒါဆန်ရဲ့တမိုင်းကြောင်းကိုတူးဖော်ကြည့်ရအောင်အသက်63နှစ်အရွယ်နော်ဝေးနိုင်ငံသားဂျွန်အန်ဒါဆန်ဟာခေသူတယောက်တော့မဟုတ်ခဲ့ပါဘူးကစားသမားဘဝအောင်မြင်မှုအနေနဲ့ကဘာကျော်ဂျာမန်ဘွန်ဒက်စလီဂါရဲ့ထိပ်တန်းတိုက်စစ်မှုတယောက်ဖြစ်ခဲ့ပါတယ်1980-90 ရာသီတုန်းကဖြန့်ဖက်အသင်းအတွက်18ဂိုးသွင်းယူပေးခဲ့ပြီးဂျာမန်ဘွန်ဒက်စလီဂါသမိုင်းတစ်လျှောက်ပထမဆုံးသောနိုင်ငံသားဂိုးသွင်းအများဆုံးစုရရှိသူဖြစ်ခဲ့ပူပါတယ်နောက်ပိုင်းကဘာကျော်ကစားသမားတွေဖြစ်တဲ့လီဝင်ဒေါ်စကီ၊ဥဘာမယန်နဲ့ဟယ်ရီကိန်းတို့ရရှိခဲ့ပူတဲ့စုပါနော်ဝေးလက်ရေးစင်ဖြစ်နေလဲ29ပွဲကစားပေးပြီး9ဂိုးထိသွင်းယူထားနိုင်သူပါနေပြဘဝအောင်မြင်မှုတွေအနေနဲ့လည်း2008-2009ဘောလုံးရာသီမှာဂျာမန်ဒုတိယတန်းအသင်းဖြစ်တဲ့မိန်းစတင်းကိုဘွန်ဒက်စလီဂါကိုတန်းတက်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်နောက်ပိုင်းမှာသာအသင်းတာဝန်ရှိသူအချို့နဲ့သဘောထားကွဲလွဲမှုတွေဖြစ်ပြီးသူ့နေရာမှာလက်ရှိအင်္ဂလန်နီးပြသောမတ်တူချယ်နဲ့စားထိုးခံလိုက်ရတာပါဒါအပြင်ဟောင်ကောင်လက်ရေးစင်အသင်းကိုလည်းနှစ်ပေါင်း90အတွင်းပထမဆုံးအကြိမ်ဖြစ်အာရှဖလားပြိုင်ပွဲကိုတက်ခွင့်ရအောင်စွမ်းဆောင်ပေးခဲ့လို့အာရှဘောလုံးလောကမှာတော့နာမည်ကျော်ကြားတဲ့နီးပြတစ်ယောက်လည်းဖြစ်ပါတယ်အခြားအသင်းများနဲ့လည်းနေပြဘဝအောင်မြင်မှုတွေအများကြီးရှိခဲ့ပါသေးတယ်ဒီချက်လက်တွေကိုကြည့်ပြီးပြောရမယ်ဆိုရင်တော့ဒီနီးပြဟာခေသူတယောက်မဟုတ်ဘူးဆိုတာပြောဖို့လိုမဲမထင်ပါဘူးအရေးကြီးတဲ့အချက်ကတော့အသင်းတစ်သင်းရဲ့အောင်မြင်မှုဆိုတာနီးပြနဲ့ကစားသမားတွေနားလည်မှုရှိစုပေါင်းတည်ဆောက်ရတဲ့အရာတစ်ခုဖြစ်ပါတယ်လက်ရှိကျွန်တော်တို့လက်ရေးစင်ကစားသမားတွေရဲ့အခြေအနေနဲ့နီးပြရဲ့နေစနစ်တွေလိုက်ရောညီထွေမှုရှိပြီးအောင်မြင်မှုတစ်ခုတည်ဆောက်နိုင်ပါမလားဘော်ဒါတို့ရောဘယ်လိုမြင်လဲကိုမန့်မှာဆွေးနွေးပေးကြပါဦးနောက်ဗီဒီယိုတွေအတွက်လည်း like နဲ့ follow လေးလုပ်ပေးသွားပါဦး